ပြီးခဲ့တဲ့ရက်ပိုင်းလုံးကကျွန်တော် post ကိုတင်တော့နော်ရန်နေ comment ထင်ပြီးတော့ကလုံးပေါက်တွေညှက်ခဲ့တော့ဟာလို့ဘလို့ပြန်တွေးမှရှိချင်လို့တင်ခဲ့တာပေါ့နော်အဲ့ဒီဖို့မှာကိုယ့်ရဲ့မမလေးမှာ comment ကိုမှန်တယ်ပေါ့နော်အဲ့ဒီ comment လေးနဲ့ပတ်သက်ပြီးတော့ငယ်ငယ်တုန်းကကျွန်တော်ပြန်ပြောပြချင်တယ်ကိုရင်းငယ်ငယ်တုန်းကကိုတို့ဒေတာပါပေါ့နော်တော်လေးကိုရှားပါတဲ့ခက်ခဲတဲ့ဆိုတဲ့ကာလမျိုးတွေရှိခဲ့ဘူးလေပေါ့နော်ကိုမှပတ်စံရှိနေတော့မှပစ္စည်းတွေကိုလွယ်လွယ်နဲ့ဝယ်ခြင်းနဲ့ဝယ်လို့မရဘူးပို့ဝယ်လို့ရရင်တော့မှပို့များများမရှိနေတဲ့ကာလမျိုးတွေကြုံရပြတော့နော်မှထားတော့လက်သက်ညက်ဆိုလို့ရှိရင်ကိုတို့ငယ်ငယ်တုန်းကလက်သက်ညက်ကအိမ်ထဲမှာရှိနေတဲ့အရာမဟုတ်ဘူးပေါ့နော်အခုကဆိုလို့လက်သက်ညက်လည်းအိမ်ထဲမှာရှိတယ်ပေါ့အဲ့တော့ကြောင့်လက်သက်ညက်ရှင်ဘာလို့ရလဲဆိုရင်ကတ်ချင်းနဲ့ညက်လက်သက်ကိုတို့အိမ်မှာဆိုလို့ရှိရင်ကတ်ကြီးဆိုလို့ရှိရင်လေတစ်ချောင်းပဲရှိအဲ့တစ်ချောင်းကဘယ်လိုပြောမလဲဆိုရင်ငကိုတော့ကစက်ချုပ်ဆိုင်ကြီးမှာညှက်တဲ့ကတ်ကြီးလို့တန်ကတ်ကြီးတစ်ချောင်းပဲရှိတယ်အဲ့ဒီကတ်ကြီးကိုအများအားအသုံးပြုတာကကိုဖေဖေကအသုံးပြုတယ်သူကဆေးလေတောက်တော့ပြောင်းဖက်တွေကိုပြောင်းဖက်ကိုညှက်ပြီးတော့ဆေးရွက်တွေဆေးရိုးတွေထည့်ပြီးမှကိုကလိတ်တောက်တာပေါ့အဲ့မှာဖေဖေကအများအားသုံးတယ်အဲ့ဖေဖေအများအားသုံးတဲ့ပြီးတဲ့ခါကျတော့ဒုတိယသုံးတာတော့မြင်ပြီပေါ့ဘာလို့လဲဆိုရင်မျိုးကြောင်ထဲမှာရင်းချက်တဲ့ပြုတ်တဲ့ခမန်းမပြောမလဲခန်းညံဒီလီတာတော့ဘာလီတာတော့ဖြစ်ချင်လီးချင်တယ်ဘာချင်ဆိုအဲ့ကကြီးပဲသုံးတယ်ရေလေးပိုင်းလေးမှာပုံပဲဆင်းမှာပေါ့နော်အဲ့လိုလုပ်ရတယ်ပြီးတော့နောက်တစ်ခုရှိသေးတယ်ကျန်တာတော့ကိုလိုပါပေါ့နော်ဟိုလက်သက်ညက်ချင်တယ်ဆိုလို့ရှိရင်လက်သက်ညက်မရှိဘူးကဲကြက်လည်းတစ်ချောင်းပဲဒီကပဲသုံးရတာပဲနော်ရေလေးပိုင်းနဲ့ဆေးပေါ့နော်ပစိုးလေးနဲ့တုပ်ပေါ့ဟလာဟိုဒီဘက်အခက်မြင်နေဆိုလို့ရှိရင်ကျမ်းမာရေးအရာလုံးဝမကောင်းနေတာတော့မှန်တယ်ဒါပေမဲ့ပစ္စည်းရှားပါတဲ့ခါမျိုးဆိုတော့ဒီတိုင်းပဲပို့သုံးခဲ့ကြတယ်ကွာခုနကပြန်ပြောပါစပယ်နဲ့ပတ်သက်တဲ့ကိစ္စပေါ့နော်ပြီးတော့ကိုတို့ကြောင်းမှငယ်ငယ်တုန်းကဆရာမကပြောထင်တရားသုံးနိုင်ရဖြစ်မှန်းတယ်ဆရာမနေပြီးတော့အကြောင်းလာလို့ရှိရင်လည်းညက်လာမယ်စပယ်ကိုတည်တက်ညက်ပြီးတော့ဒီစီလေးပါလေးနဲ့ဖီးမှလာမယ်အဲ့လိုပေါ့နော်တနခါလူလာမယ်ပေါ့ကိုတို့ကလက်သက်ညက်တာတော့အဆင်ပြေတယ်အဲ့ဒီအိမ်မှာရှိတဲ့ကတ်ကြီးနဲ့ညက်ပြီးမှသွားတယ်အဆင်ပြေတယ်ခေါင်းကိုပြဿနာဖြစ်တယ်စပယ်ညက်တဲ့ကိစ္စစီလို့ဆိုတော့စီမရှိတော့စီကအုံးစီရှားတော့ကွာအဲ့ဒါဘာလို့လဲဆိုတော့နှမ်းစီပလင်းနဲ့ဟိုလက်လေးအဲ့လိုပလက်ထိုးလေးလက်မပါလာတဲ့ဟာလေးနဲ့အဲ့လိုလူးရတော့နော်ပြီးတော့စပယ်ညက်တယ်ဆိုတာလေကိုတို့ကရွာမှာဆိုတော့စပယ်ညက်ဆိုင်ကြီးရဲ့လို့စပယ်ညက်ဆရာကြီးရဲ့လို့အဲ့လိုမရှိဘူးအဲ့တော့စပယ်ညက်ချင်တယ်ဆိုလို့ချင်းဘာလို့ရလဲဆိုလို့ရှိရင်ရွာမှာရှိတဲ့လူမျိုးကြီးတွေပေါ့နော်ရွာရောက်ပြီးသားလူတွေဒီမှာညှက်တက်တဲ့လူတွေအားတဲ့ချင်းကိုတော့စောင့်ညက်တာအားတဲ့ချင်းစောင့်မှညက်တော့ဘလို့ဖြစ်လဲဆိုတော့ဥမာကကိုတို့ကအကြောင်းစင်းနဲ့ညနေ3 နာရီ15လောက်အကြောင်းစင်းလို့ပြန်တယ်တပည့်ညက်ချင်တယ်ဆိုလို့ရှိရင်သူတို့ကအမှရွာရဲ့တလေထုံးတန်းနေနွားကျူးတာတွေရှိမှရေခတ်တာရှိအိမ်မှုကိစ္စလောက်ရတဲ့ရှိပြီးတော့လူယောဂါသားကြီးဆိုချင်းကန်ချင်တာဘော်ဒီဘောပေါက်ချင်တာဘောလုံးကန်ချင်တာရှိတယ်ဆိုတော့ကိုတို့အားတဲ့အချိန်နဲ့သူတို့အလုပ်ပါတဲ့ချိန်နဲ့မတိုက်တာများတယ်အဲ့တော့ဇမန်တခါညက်ဖို့ကြီးကကိုတို့မှမလွယ်နေဘူးကွာအခုခေတ်ကလေးပတ်စံပေးပါရော့ညှက်ပေးပါဆိုလဲပြောလို့မရဘူးလေသူတို့ကညှက်ပေးဆိုသူတို့ရဲ့အချိန်နဲ့ဖက်ပြီးတော့ကိုတို့လကားညှက်ပေးဖြစ်တယ်ကြောင့်ကိုတို့ကဇပင်ညှက်ပေးဖို့ကြီးလဲအတင်းကြိမ်ပြောလို့မရဘူးသူတို့အားလည်းချင်းမှာကျွန်မတို့ဇပင်ညှက်ပေးပါအောင်ဆိုပြီးပြောတာပေါ့နော်ဖြစ်ချင်တော့ကိုယ်စပင်တော်တော်လေးရှင်းနေပြီကြောင်းသွားပြီးတည်းဆရာမခဏနေပြောတယ်အောင်ကျော်မို့ဇပင်ညှက်နားထောင်နေပြီကုတ်ထောင်နေပြီဇပင်ညှက်ကဘာဖြစ်တယ်ညပဲနောက်ရက်ပါဇပင်မညှက်ရင်ရိုက်ခံပြီဘာရောနော်ရိုက်တာတော့တကယ်မရိုက်ဘူးဒါပေမဲ့အဲ့ဇပင်နဲ့ပတ်သက်ပြီးတော့နေတိုင်းကြီးပြောခံနေရတော့ကွာအဲ့ကွာတော်တော်လေးကိုစိတ်ညစ်နေကွာအဲ့ဒါနဲ့နောက်ရကြတော့အဲ့ဒီဖေဖေရဲ့ဆေးလိပ်ဘန်းနဲ့ကတ်ကြီးကိုယူပြီးတော့အိမ်ဝရန်တာကိုထွက်ပြီးတော့မှန်ထဲမှာ
ကြည့်ပြီးတော့စိတ်ပေါက်ပေါက်နဲ့စိတ်ပေါက်တယ်ဆိုဘသူ့ကိုစိတ်ပေါက်မှန်းလည်းမသိဘူးဆီယာမကိုစိတ်ပေါက်တာလားသပင်ညက်ပြီးမဲ့လူမအားတာကိုစိတ်ပေါက်တာလားဘာလို့စိတ်ပေါက်လို့စိတ်ပေါက်မှန်းမသိဘူးကိုဟာသာကိုကင်ဝဲနေအဲ့တော့ကိုဟာကင်ဝဲနေတော့အဲ့ချိန်မှာဘသူကလည်းမမရောက်ဟဲမောင်လေးတဲ့ဘာလုပ်နေရလဲကိုဟာသာညက်တယ်ဘလို့လောက်အောင်ပြီးမမညက်မယ်သူကညက်မယ်တော့ပြောသူလည်းကလေးပဲရှိသေးတော့ကွာသူလည်းမညက်တန်နေဘူးဒါပေမဲ့ကိုကလည်းအေးဟုတ်တယ်ကိုကတော့ညက်နေတာငါမှညက်တာကောင်းတယ်သူမမကိုပြီးညက်လိုက်တာဒါသူကလည်းဟိုတို့ဒီတို့နဲ့ဟိုနာကြွက်ကြကြီးဖြစ်လေဒီနာဆောင်းလိုက်အဲ့တော့မမညက်နေတဲ့အချိန်ကြတော့ဘသူရောက်လဲအမေကရောက်လာအမေကဟဲဒီမောင်နှမတွေကတော့လောက်ကြပြမိဘာညာတော့အမေကပြေတော့နဲ့ပြီးငါညက်မယ်တော့အမေကဝင်ညက်တယ်တကယ်သူလည်းမညက်တန်ဘူးအဲ့လိုမျိုးလို့ညအဲ့ဒါနဲ့ကျွညာနဲ့တားမိ3ယောက်ဖြစ်နေတဲ့အချိန်မှာဘေးကဒေါ်ရီရှိတယ်သူကလည်းရောက်လာကြတယ်ဟိုမှာအောင်ကျော်မို့တော့တားမိတွေစပင်းညက်တာတိုင်ပတ်နေလို့တဲ့ပေါ့နော်အဲ့ဒါနဲ့အိမ်နီးနားချင်းတွေကဝင်ညက်ကြဟိုကဝင်ညက်ဝမ်းခွဲအမတွေကဝင်ညက်အဲ့လိုမျိုးကိုကအဲ့လိုပေါ့နော်ဟိုလူကဝင်ညက်ဒီလူကဝင်ညက်နေနောက်ဆုံးစပင်းညက်တဲ့ဦးလေးကရောက်လာတော့သူနွားတွေပဲကျွေးပါဗောနော်အောင်ကျော်မို့စပင်းညက်တာအဲ့လိုမှအရက်ကူကလူဝဲမှဖြစ်နေတယ်တဲ့ဆိုရင်မှကြားရတယ်သူကလည်းသူ့လုံးလက်စားအလုပ်လေးကိုချရတော့ကိုခေါင်းကစပင်းလဲလာညက်ရောညက်ချက်စပင်းကမရှိနေတော့ဘူးဟိုအထုဒီအထုနဲ့အဲ့ဒါစုပေါင်းကိုခေါင်းစပင်းညက်တာအဲ့တော့9ယောက်တခါတပင်းတခါညက်ကို9ယောက်မှတ်တတ်တာပဲဘောကမှာဂရင်းနဲ့ဆန်ကျွန်တော်တင်မလားမသိဘူးသပင်ကိုလူ9ယောက်ဝိုင်းညက်ခဲ့တော့ခံခဲ့ရဘူးလေအကြောင်းပေါ့နော်အဲ့ဒါပါအမကသူလည်းမမေ့ဘူးဘောမမေ့ပဲနဲ့အဲ့လိုပြန်စားဖို့ပြောပြချင်လို့ကျေးဇူးပါ